သူနဲ့သူ့ရဲ့အမဝင်ပြောမှာခဏလေးလုပ်ထားတယ်အလုတ်ကပြန်လာပြီဆိုဒီမှာကြပန်းတက်ကြီးလောင်အင်းနေဒီနေ့ပိုင်းမှာထည့်ထားတာပြန်တက်ရှင်းရဲ့လောက်ရအတိပြန်ထည့်ထားတူမှာလက်ကျူတော့ဟိုးမှာသူနဲ့သူ့ရဲ့အမဝင်ပြောမှာခဏလေးလုပ်ထားတယ်သူ့ရဲ့လောင်အင်းတက်ရှင်းလုပ်ပေးမလို့လက်ကြီးလောင်အင်းတက်ရှင်းလုပ်ပြီးမှကျွန်တော်ရေမိုးချိုးဒီမှာသူ့ပန်တီကျွေးအဲ့လိုလုပ်တာဟုတ်မှာလက်ကြီးခီမီရအဲ့မခဏနေအောင်နော်ဒီမှာဘာတန်းရှင်းလုပ်ရအောင်မနဲ့ဟာကြီးအလုတ်ကပြင်ပန်းမလို့ပြန်လာပြီဆိုရင်သူ့ကိုလေမနဲ့တစ်ချိန်ညတစ်ချိန်တန်းရှင်းပြန်လုပ်ပေးကြပန်းနေနော်အချိန်ပိုပတ်စံများတဲ့အချိန်ပိုလုပ်နေသူ့လောင်အင်းတွေပြန်တန်းရှင်းပြန်လုပ်ပေးဝါရွက်တွေအတိထထားပေးအဲ့လိုပြန်လုပ်တော့မတွေ့လေပြောင်းဖူးတွေထထားပဲဥနီထထားပဲပန်းတီးနေတာမညက်ပေးနေမစားဘူးနော်ခြေတယ်ဒီကောင်မလက်ကြီးမတအားခြေတာတွေ့လေပြောင်းဖူးတွေထထားပြီးတော့ပြောင်းဖူးတွေထထားပဲဒီမှာကျွန်တော်တို့တော့မစားဘူးတော့ဒါလေကျွန်တော်တို့တော့မစားရပါဘူးပြောင်းဖူးတွေဟင်းချင်းမှစားရတာလေနော်ဒီလိုဖုတ်စားလို့မရဘူးကိုမနီးဟာဆိုတော့ဟိုမှာကိုမနီးကညီမလေးကလက်ကြီးကိုချစ်လို့ဆိုမှပြောင်းဖူးလာကြွေးတာစားမလားပေါ့နော်ရဲနေလားထိတ်ထားပြီးမစားသူကတန်းရှည်ရင်လုံးလိုက်မယ်နော်အေးတန်းရှည်လို့ပြီးပြီဒီလိုပေါ့နော်အေးဒီလိုဟိုးမတူပါဘူးလုထားဘိုက်စာရင်များစားမလားပေါ့နော်ဘိုက်စာရင်များစားမလားဆိုတော့ပြောင်းဖူးနဲ့ခဲရုတ်ထည့်ထားပြီးတော့ခတ်ချေပဲကောင်မမစားလက်ကြီးမှာလက်ကြီးပရေမိုးချိုးရအောင်မယ်သမီးစားရအောင်မယ်နော်မမသူ့လွတ်ထားတာနိုင်နော်မလက်ကြီးကလေကျိုးနဲ့ချီတာတစ်စက်မှမကြိုက်ဘူးမလွဲတာလို့တာချီထားရတူလေဟိုလိုမျိုးအရင်တော့လို့နော်တာပါညောက်တဲ့အခမ်းမှနေပြီဆိုရင်တော့သူအရင်ပြောလေအဲ့လိုလွတ်ထားတော့သူ့ချီတာမကြိုက်ဘူးသူက